ဂျူနီယာရှိနေမလေးမေးခိုင်းသည့်အသက်29နှစ်အရွယ်ရန်ကုန်မြို့၏နမေကျော်ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုတွင်လုပ်ကိုင်နေသူနင်းနက်သည့်အထိရုံးခန်းတွင်အလုပ်လုပ်နေခြင်းမှာသူမ၏ထောင်းဆန်ညှတမှုကိုယုံကြည်သူဖြစ်တော်လေကြီးမားသောမူခင်းတရက်၏အရေးအောက်သို့သူမခြေချမိတော်မီကိုမတိသေးချီဖုံးမြည်တန်ဖုံးရက်ခိုက်တန်တူတူလေးမေးခိုင်းသည့်ပိန်မန်းသောအတန်ဖြင့်ဟယ်လိုဦးလီအကျိုးဆောင်ရုံးမှမိခိုင်မှာဘသူပါလဲရှင်ဦးစိုးထိုက်တီအသက်ကြီးညံဖြစ်ထိုက်လက်တုံလုံးညတော့အတန်ဖြင့်မိခိုင်မလားသမီးကိုဦးတောင်းဆိုစရာရှိတယ်ဦးကိုကူညီပါဦးရတာမင်းခန့်သူလူသက်မှုနဲ့အဖမ်းခံရတယ်မိခိုင်တီအန်အိုတော့တန်ဖြင့်မင်းခန့်ဦးစိုးထိုက်ရတာမင်းခန့်သူကဒီမြို့မှာနာမည်ကြီး developer တယောက်ရဲ့တားမဟုတ်ဘူးလားဘလို့လူသက်မှုလဲရှင်ဦးစိုးထိုက်တီဆိုရင်တကြီးလေးတန်းဖြင့်တားကမတတ်ဘူးတဲ့သူပြောတယ်ဒါပေမဲ့တက်တဲ့အထောက်ထားတွေကတားကိုဥတည်နေတယ်တပ်ခံလာတာကသတင်းတောက်မေးသူမိခိုင်တီခဏမျှတိတ်ဆိတ်သွားသည်သတင်းတောက်မေးသူဟုတ်ပြီမင်းခန့်ဖေးမလဲအမှုတွဲကိုအမြန်ဆုံးကြည့်ရမယ်ဦးစိုးထိုက်တီလေတန်တိုးတိုးလေးထင်သမီးအဲ့ဒီအမှုတွဲကိုပတ်စံနဲ့ဖြီရှင်းကိုတခြားရှိနေဒီကကားလန့်တယ်ဒါပေမဲ့တားကမြားတမှုကိုပဲလိုချင်တယ်တဲ့သမီးကိုပဲယုံကြည်တယ်ဒီမှုကိုနိုင်အောင်လုပ်ပေးပါဘာလို့လဲဆိုတော့အဲ့ဒီအိမ်ကိစ္စကိုမေသူကတူးဖော်နေကြလားမေခိုင်တီမျက်မှောင်ကျုပ်လက်ညက်အိမ်ကိစ္စဘယ်အိမ်လဲဦးစိုးထိုက်တီဖုံးလိုက်ပြောက်တောက်သွားသလိုသမီးဦးတို့ဖုံးချလိုက်တန်ဒီကနေ့ဖုံးလိုက်ပြောက်တော့အတန်ချလိုက်ရသည်မေခိုင်စိတ်ရှုပ်ထွေးစွာတပ်ပြင်းချတန်ရင်မင်းခန့်နဲ့တရင်တောက်မေသူဘာတွေများဆက်ဆက်နေလဲဇန်ဝင်ခန့်နှစ်တန်တရား၏အရင်မြမေခိုင်သည်နောက်တနေ့မနက်တွင်ရဲစခန်းသို့ရောက်ရှိပြီးမင်းခန့်၏မှုခဲမှတ်တမ်းကိုစစ်ဆေးသည်တလင်းတော်မီသူသည်၎င်း၏တိုက်ခန်းတွင်လေပင်ညစ်တက်ချင်းခံရပြီးအခန်းထဲမှမင်းခန့်၏လက်ဖွေရများမင်းခန့်ဝစင်သည့်အင်ကြီးမှကျဲသည့်တစ်ခုကိုတွေ့ရှိထားသည်အခြေအနေသည်မင်းခန့်အသက်အလွန်ဆိုးရွားနေသည်မေခိုင်သည်အမှုတွဲကြည့်ရင်စုံတောင့်ကြည့်မင်းခန့်ကဘာပြောလဲသူအပြစ်ကင်းတယ်လို့ညင်းဆိုနေရလားစုံတောင့်ဝင်းနိုင်ကခက်တဲ့လေးတန်းဖြင့်ရှိနေမလေးလက်ဖွေရတွေကမညာဘူးမင်းခန့်ကမေသူနဲ့ရီစားဟောင်းဒီတမှုမဖြစ်ခင်ညာကသူတို့ရန်ဖြစ်ခဲ့တယ်လို့အိမ်နီးချင်းတွေကတသက်ခံနေသူရဲ့ငင်းဆိုချက်ကယုတ်တိမရှိဘူးမေခိုင်ကမျက်မှောင်ကျုံလို့ရမင်းခန့်ရဲ့ငင်းဆိုချက်ကိုပြောပြပါအောင်စုံတော့ဝင်းနိုင်ကသူပြောတာကမေသူစီကိုမေသူဖိတ်ခေါ်ချက်နဲ့သွားခဲ့တာတဲ့မေသူကအိမ်ဟောင်းတစ်ခုနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တစ်ခုကိုပြောတတ်ခြင်းလို့တဲ့သူအိမ်ရောက်တော့မေသူကမူးမဲ့နေပြီသူဝင်ကြည့်ပြီးကူညီပေးဖို့ကြိုးစားတော့မေသူအခါနဲ့ကအရေးကြီးတဲ့ဖိုင်တွဲတစ်ခုကိုယူဆောင်ပြီးထွက်ပြေးသွားတဲ့အရင်မဲကြီးတစ်ခုကိုမြင်ခဲ့ရတယ်လို့ပြောတယ်မေခိုင်ဒီအရေးကြီးတော့အတန်းဖြင့်ဖိုင်တွဲဘာဖိုင်တွဲလဲစုံတောင်းဝင်းနိုင်ကမသိဘူးစစ်ဆေးမှုရဲ့အရာဘာဖိုင်တွဲမှပျောက်မသွားဘူးမင်းခန့်ကစကလုံးဖန်တီးပြီးထွက်ပြေးချင်နေတာပဲမေခိုင်ဒီစာရက်ပေါ်တွင်တခုခုရေးရင်းဟုတ်ပြီကျမသူ့ကိုတွားတွေ့မယ်စုံတော့ကြည့်အိမ်ဟန်းအကြောင်းကိုမင်းခန့်ကိုမေးပေးပါသူပြောတဲ့အင်ကိစ္စဦးစိုးထိုက်ပြောခဲ့တဲ့အင်ကိစ္စနဲ့ဆက်ဆက်နေနိုင်တယ်စုံတော့ဝင်းနိုင်ကစိတ်မရှည်တန်ဖြင့်ဘယ်အိမ်ကိစ္စလဲဗျာအားလုံးကပုံမြင်နေပဲတကောက်ဖွင့်တန်မေခိုင်၏ဖနက်တန်တဖြည်းဖြည်းတိုးလာသည်နောက်ခံအတန်မှပျောက်ကွယ်သွားသည်ဇက်ဝင်ကန်တုံထောင်ထဲကအမှန်တရားမိခိုင်သည်တင်းငင်သောအတန်ဖြင့်မင်းခန့်ကျမမိခိုင်မှာဦးစိုးထိုက်စီစဉ်ပေးလို့လာခဲ့တာအမှန်တိုင်းပြောပါအဲ့ဒီညကဘာလို့ဖြစ်ခဲ့တာလဲမင်းခန့်ကအားမရှိတော့အတန်ဖြင့်မိခိုင်ကျွန်တော်မတတ်ဘူးမေသူနဲ့ကျွန်တော်လမ်းခွဲခဲ့တာကြာပြီဒါပေမဲ့မေသူကကျွန်တော်ကိုဖုန်းဆက်ပြီးမင်းအဖေကုမ္ပဏီကတည်ဆောက်မဲ့မျက်နှိုးရစ်တာ project မှာလျှို့ဝှက်ချက်တစ်ခုရှိတယ်လို့ပြောတယ်။မိခိုင်ကလျှို့ဝှက်ချက်ဟုတ်လား။မင်းခန့်ကဟုတ်တယ်။အဲ့ဒီ project ကိုတည်ဆောက်မဲ့မြေနေရာကနှစ်ပေါင်းများစွာကလူတက်မှုတစ်ခုဖြစ်ခဲ့တဲ့အိမ်ဟောင်းတစ်ခုရဲ့နေရာတဲ့။မေသူကအဲ့ဒီအိမ်ကိစ္စကိုပြန်တူးဖော်နေတာ။မိခိုင်ဒီအန်အိုးသွားတန်ထိခဏလေး
အိမ်ဟောင်းအဲ့ဒါကမှန်ကြီးလွာအိမ်လားမင်းခန့်ကအံ့ဩစွာဖြင့်မင်းဘလို့သိလဲမိခိုင်ကကျမငငယ်ကအဲ့ဒီအနီးနားမှာหนีခဲ့ဘူးတယ်အဲ့ဒီအိမ်မှာလွန်ခဲ့တဲ့နှစ်20ကလူဝဆန်းကျဲတဲ့တေဆုံးမှုတစ်ခုဖြစ်ခဲ့တယ်လို့ကြားဘူးတယ်လူတွေအလောင်းကိုဘယ်တော့မှမတွေ့ခဲ့ဘူးမင်းခန့်ကအဲ့ဒီအိမ်အောက်မှာတစုံတရာမြုပ်နှံထားတယ်လို့ယုံကြည်တယ်ကျွန်တော်အိမ်ထဲဝင်သွားတော့မြေသူလဲဘင်းမှာကျိုးရတစ်ခုကိုတွေ့လိုက်ရတယ်နောက်ပြီးတကားနာရောက်တော့ကျွန်တော်ရဲ့လက်ကင်အိတ်ထဲကတော့တချောင်းဆွဲဖြုတ်ခံလိုက်ရတယ်လို့ခံစားရတယ်မိခိုင်ဒီတဖြည်းဖြည်းအမှုအသွားလာကိုစဉ်းစားရင်စောင့်အောင်မင်းခန့်အင်ကြီးတဲ့တင်ကကျွတ်နေတယ်ဒါဆိုရင်မင်းကဖိုင်တွဲကိုယူဆောင်သွားတဲ့အရင်မဲကြီးနဲ့ရုံမြင့်ဆန်ကက်ဖြစ်ခဲ့တာအဲ့ဒီလူအရေးကမင်းညစ်ချက်တင်ကိုဆွဲဖြုတ်ခဲ့တာပေါ့မင်းခန့်ကထစ်နိုင်နေဒါပေမဲ့ရဲတွေကကျွန်တော်စကားကိုမယုံဘူးမိခိုင်ဒီအားပေးတန်ဖေးကျမယုံကြည်တယ်ဖိုင်တွဲကလှုပ်ဝက်ချက်ပဲအခုကျမတို့မှုန်ငိတ်လွာအိမ်ကိုစုံစမ်းရမည် ဇဝင်ခံလီလှဝတ်သောအိမ်ဟောင်းညဘက်တွင်မှုန်ငိတ်လွာအိမ်သို့တဦးတည်းရေဝဝတွန်းရောက်ခဲ့သည်ဤအိမ်သည်မင်းခန့်၏ဖခင်ဦးစိုးထိုက်တည်ဆောက်မိပရိုဂျက်၏အချက်ချာကြသောမိနေရာဖြစ်သည်တစ်သားကျန်းခင်မို့ချစ်ချက်လိုက်တန်းကြကြကြီးမိတန်းမောင်မိုက်သောအိမ်၏အသက်ရှူတန်းကဲ့သို့တိတ်ဆိတ်မှုမိခိုင်သည်ဖုံးမိဖွင့်ပြီးတူတူလီပြို့သည်ဒီမှာမေသူကဘာကိုရှောက်ဖွေနေခဲ့တာလဲထို့နောက်နေရန်တစ်ခုကိုခောက်ကြည့်သည်နေရန်တစ်ခုကိုခောက်လိုက်ရာတွင်အုံခနဲပေါက်ပြဲနေသောအတန်ကြားလိုက်ရသောအခါမိခိုင်အသက်ရှူတန်မြန်လာသည်ဒီနေရန်ကဟနေတယ်နေရန်အကွယ်မှာတစ်ခုခုရှိနိုင်နေမိခိုင်ကနေရန်ဟိုအားဆိုင်ပြီးရိုက်ချိုးလိုက်ရာအုတ်ကြိုတဲမြလွင့်စင်ကြလာသည်မိခိုင်သည်အံ့ဩတုန်လှုပ်သောအတန်ဖြင့်ဖျားရဲ့ရေရွမိပြီးနေရန်အကွယ်တွင်တစ်တာအိုးတစ်လုံးကိုတွေ့ရှိခဲ့သည်တစ်တာကိုဖွင့်လိုက်သောအခါအတွင်တွင်ပလတ်စတစ်ဖြင့်ထိုးပိုးထားသောအလောင်းပုံစံတစ်ခုကိုတွေ့ရှိလိုက်ရသည်ထိုအလောင်းပုံစံ၏ပြီးတွင်20ခန့်ပျောက်ဆုံးသွားခဲ့သောမယမင်း၏ဓာတ်ပုံနှင့်အတူအသေးစိတ်မှတ်တမ်းများပါဝင်သည့်ဖိုင်တွဲဟောင်းတစ်ခုကိုတွေ့ရှိရသည်မိခိုင်ရုတ်တရက်လှည့်ကြည့်ရင်းဘသူလဲဦးစိုးထိုက်သည်အေးဆက်ပြီးခထန်သောအတန်ချင်းမိခိုင်သမီးဘာရီလာလုံနေတာလဲသမီးကိုယုံကြည်လို့မင်းခန့်မှုကိုပေးခဲ့တာမိခိုင်သည်ဒေါထတကြီးဖြင့်ဦးစိုးထိုက်ဒါမယမီအလောင်းမဟုတ်လားလွန်ခဲ့တဲ့နှစ်20ကပျောက်ဆုံးသွားခဲ့သည့်အိမ်အကူမယမင်းဦးစိုးထိုက်သည်ပြန်တပြင်းရှိကြီးချပြီးမိခိုင်ဖိုင်တွဲကိုပြန်ပေးပါအဲ့ရာတွေကအတိတ်ပဲမိခိုင်ကအစိန်ခေါ်သောလေတံဖြင့်မိသူကဒီလူဝက်ချက်ကိုတူးဖော်နေခဲ့တာအဲ့ရာကြောင့်ဦးကမိသူကိုတက်လိုက်တာမှလားမင်းခိုင်ရဲ့အင်ကြီးကျဲထွန်းကိုယူပြီးတားကိုအပြစ်လွတ်လိုက်တာမှလားဦးစိုးထိုင်အန်ဂျိတ်ကမေသူကမျက်နှိုးအေးသားရဲ့အမှန်တကယ်ကိုဖော်ထုတ်တော့မှဖြစ်တယ်ဒါကရာပေါင်းရာစွာရဲ့ယင်းနှိမြုပ်နှံမှုပဲကျွန်တော်ကုမ္ပဏီတစ်လုံးပြောဆိုရင်ဓာဆွဲထုတ်ကဥပဒေဆိုတာမြတ်တမှုတော့ပဲဓာကိုချလိုက်ပါဦးစိုးထိုက်သည်ယူသွားစို့အတန်ဖြင့်တစ်ဆန်ငါဓာကိုငါကဲတင်ရမယ်ငါရဲ့အနာဂတ်ကိုကဲတင်ရမယ်ဇဝင်ခံကမြတ်တမှုဤတန်ဖို့ရုံရင်ဆန်ခတ်ဖက်တန်ပြင်းထန်စွာတန်ချီချင်းခတ်တန်ရေကာတန်ထွက်ပေါ်လာသည်မိခိုင်သည်အသက်အန္တရာယ်ကြားမှာဦးစိုးထိုက်ကိုထိန်းချုပ်ရန်ကြိုးစားနေစဉ်အိမ်ရှိမှရေကာတန်မှထွက်ပေါ်လာသည်မိခိုင်သည်ဦးစိုးထိုက်ရဲ့စကားပြောနေစဉ်တစ်ချိန်လုံးဖုံးကိုဖွင့်ကစုံတော့ဝင်နိုင်အားတိုက်ရိုက်အတန်ဖန်ခိုင်းထားခဲ့သည်တကားရိုက်ဖွင့်တန်များညအတူရဲများဝင်ရောက်လာပြီးစုံတော့ဝင်နိုင်ကပြတ်သားစော်သည့်ဦးစိုးထိုက်လက်နက်ချပါဦးစိုးထိုက်သည်အော်ဟစ်ရှက်မင်းခိုင်မင်းလက်ရိုက်တန်းရဲများထိန်ချုပ်တန်းလက်ထိတ်ခတ်တန်းများနှင့်အတူဦးစိုးထိုက်ကိုဖမ်းဆီးပြီးနောက်မိခိုင်သည်ပင်ပန်းနှွဲ့နေစွာဖြင့်နေရန်ကိုမှီလိုက်သည်မင်းခန့်ကိုလူသက်သမားအဖြစ်ပုံဖော်ရန်ကြိုးပမ်းခြင်းတည်င်းထောင်မီသူကိုတပ်ဖြတ်ခြင်းနှင့်နှစ်ပေါင်း20ကြာဖုံးကွယ်ထားသောလူသည်အလောင်းရင်းလှုပ်ဝက်ချက်သည်ယခုအခါပေါ်ပေါက်လာခဲ့ပြီမိခိုင်နတ်စင်းသောစိတ်သက်သာရာရာတန်ဖြင့်စုံတော့ကြီးကျမမင်းခန့်ရဲ့ကြရဲ့တိုင်းကိုပြန်ယူလာခဲ့တယ်အဲ့ဒါကိုဦးစိုးထိုက်ရဲ့ချက်ကင်အီထဲကနေပြန်တွေ့ခဲ့လားစုံတော့ဝင်းလိုင်က
လေးစားသောအတန်ဖြင့်မိခိုင်မင်းကိုငါအထင်သေးခဲ့မိကေတောင်းပန်ပါလေဒီအမှုကတကယ်ကိုလျှို့ဝှက်ချက်တီရှုပ်ထွေးလို့နဲ့မိခိုင်ကစိတ်မကောင်းတဲ့ဖြင့်မြားတောင်းမှုအထွက်ဆိုရင်ဘသူကိုမှမကြောက်တင်ဘူးဒါပေမဲ့ဒီအမှုမှာတားကဖခင်ကိုတရားဆိုရမယ့်ကိစ္စကနာကျင်စရာကောင်းနေအခန်းချောင်းတရားရုံးတော်ဤတိတ်ဆိတ်မှုမိခိုင်ဒီမှုံရိပ်ခွာအိမ်ဟောင်းမှာအရေးကြီးသောအထောက်ထားများမားယမင်းဤတပ်ပုံနှင်ဖိုင်တွေဟောင်းကိုရရှိပြီးနောက်မင်းခိုင်ဤအမှုအတွက်တရားရုံးသို့တက်ရောက်လာသည်ဤဒီမှာမိခိုင်ဤရှိနေဘဝတွင်အခက်ခဲဆုံးစင်ခေါ်မှုဖြစ်ပြီးသူမသည်၎င်း၏အမှုတဲ့အပိကင်းကြောင်းတက်တည်ပြယုံတာမကဖခင်ဖြစ်သူဦးစိုးထိုက်၏လွှဲဝက်ချက်ကိုလည်းမတိမတာထိန်းချုပ်ထားရသည်တရားသူကြီးကပြတ်သားသောအတန်နှင့်နှစ်ဖက်ရှိနေများနောက်ဆုံးခြေဖိတ်ချက်ကိုတင်ပြရန်အချိန်ရောက်ပါပြီတရားလိုဘက်မှစတင်မှာတရားလိုရှိနေသည်တင်းမှခတ်ထန်၍ယုံကြည်မှုရှိသောအတန်ထင်တရားရုံးတို့ရှင်တရားခံမင်းခန့်သည်တေဆုံးသူတရင်ထောက်မေသူနှင့်ပฏิပက္ခရှိခဲ့သောရီးစားဟောင်းဖြစ်ပါသည်အခင်းထိကွာရနေရတွင်လက်ပွေရမှတွေ့ရှိရခြင်းအိမ်နီးကြီးများ၏ရန်ထစ်တန်တတိခန့်ချက်များနှင့်တရားခံ၏အင်ကြီးကျဲသည်ကြံရှိခဲ့ခြင်းတို့သည်တရားခံ၏ပြစ်မှုကျူးလွန်မှုကိုခိုင်လုံစွာထောက်ခံနေပါသည်တရားခံ၏အရေးမဲကြီးဖိုင်းတွဲယူပွားသည်ဆိုသောထွက်ဆိုချက်မှာအဖြစ်မှလွတ်မြောက်ရန်လင်ညာထားသောခလေးဆန်သည့်စကားသာဖြစ်ပါသည်ထို့လျှောက်လဲတင်ပြပြီးနောက်တရားလိုရှိနေကစာရများပစ်ချလိုက်တဲ့ကဲ့သို့ခက်မှန်မှချလိုက်သည်မိခိုင်သည်တင်းငိမ့်သည့်အလေးအနက်သောအတန်ထင်တရားရုံးတော်ရှင်ကျမ၏အမှုတဲ့မင်းခန့်သည်အပိကင်းစင်ကြောင်းတင်ပြလိုပါသည်တရားလိုဘမှတင်ပြသောတက်တင်များသည်မိခိုင်သည်အခင်းထိကွာရနေရာတွင်ရှိခဲ့သည်ကိုသာပြသပါသည်လူသက်သမားဖြစ်သည်ကိုတက်တင်မပြနိုင်ပါတရားသူကြီးကမိခိုင်တက်တင်အထောက်ထားကိုတင်ပြပါမိခိုင်သည်အတန်ကိုတိုး၍ဆွဲဆောင်မှုရှိသောဟန်ထင်တရားရုံးတော်ရှင်မိသူကိုတက်ခဲ့သူသည်အခြားတစ်ယောက်ဖြစ်၍၎င်းသည်အမှုဖြစ်ပွားပြီးနောက်မင်းခန့်ကိုအပိလွဲရန်တက်တင်များကိုဖန်တီးခဲ့ခြင်းဖြစ်ပါသည်မိသူသည်၎င်း၏မတိဆုံးကီမှမင်းခန့်အားမျက်နှိုးရိပ်သာပရောဂျက်နှင့်ပတ်သက်သောလျှို့ဝှက်ချက်တစ်ခုကိုပြောပြရန်ခေါ်ခဲ့ခြင်းဖြစ်ပါသည်ထိုအခါတရားလူရှိနှင့်ကြားဖြတ်ဝင်ကကန့်ကွက်ပါတယ်တရားခံရှိနေသည်အမှုနှင့်မသက်ဆိုင်သောကိစ္စများဖြင့်တရားရုံး၏အာယုံကိုလွဲချောစေရန်ကြိုးစားနေပါတယ်တရားသူကြီးကတန်တူခတ်တန်မိခိုင်လျှို့ဝှက်ချက်ကိစ္စကိုအမှုနှင့်တိုက်ရိုက်သက်ဆိုင်ကြောင်းခိုင်လုံစွာတင်ပြပါမိခိုင်သည်တဖြည်းဖြည်းအတန်ကိုမြင့်တင်၍တရားရုံးတို့ရှင်တေဆုံးသူမေသူတူးဖော်နေခဲ့သောလျှို့ဝှက်ချက်မှာမျက်နှိုးရစ်သာတိဆောက်မဲ့မြေနေရာသည်လွန်ခဲ့သောနှစ်20ကလူသက်မှုတစ်ခုဖြစ်ပွားခဲ့သောမှုံရိပ်လွာအိတ်ခေါင်းရဲ့နေရာဖြစ်ပါသည်မြေသူကိုတက်ခဲ့သူသည်ထိုလျှို့ဝှက်ချက်ဖော်ပြခံရမိကိုစိုးရိမ်ကြောင်းဖြစ်ပါသည်တရားရုံးပရိသတ်စီမှတူတူတိတ်တိတ်အသက်များမိဟီလာသည်မိခိုင်သည်အခန်းထဲရှိဦးစိုးထိုက်ကိုခဏမျှဆွဲကြည့်လိုက်ခင်နောက်အဲ့ဒီလျှို့ဝှက်ချက်ဖိုင်ခွဲကိုယူဆောင်သွားသောအရေးမဲကြီးဟာမင်းခန့်ကိုအပိလွဲချက်ရန်မင်းခန့်ရဲ့အင်ကြီးကျဲဒီကိုဆွဲဖြုတ်ခဲ့သူဖြစ်ကြောင်းကျမယုံကြည်ပါတယ်။တရားလွတ်ဘက်ကတင်ပြတဲ့တက်တေအားလုံးဟာဖန်တီးထားတဲ့အထောက်အထားများဖြစ်ပါတယ်။တကယ်လူသက်သမားကတော့မှုံရိပ်လွာအိမ်ဟောင်းမှာမြုံနှံထားတဲ့အမှန်တိုင်ကိုဖုံးကွယ်လိုသူဖြစ်ပါတယ်။တရားသူကြီးသည်စဉ်းစားနေုံဖြင့်ရှိနေမိခိုင်တင်ဤခြေဖက်ချက်ကိုအလွန်အရေးကြီးသောအချက်အလက်များပါဝင်နေပါတယ်။တရားရုံးတော်သည်တရားလိုဘက်မှတင်ပြသောအထောက်အထားများနှင့်တရားခံရှိနေ၏အမှုဖွင့်ပြမှုကိုထပ်မံဆန်းစစ်အောင်လိုအပ်ပါသည်။တန်တူဒုံခနဲအားဖြင့်စွာရိုက်ခတ်လိုက်သောတန်တရားရုံးတော်သည်အမှုကိုထပ်မံစစ်ဆေးရန်တရက်ရွှေ့ဆိုင်းလိုက်သည်။လူတို့ထိုင်ခုံများပေါ်မှထရပ်တူတူစကားပေါ်တန်များဆူညောင်လာပြီးနောက်ဆုံးတွင်မင်းခန့်သည်အပိကင်းစင်ကြောင့်တရားရုံးကစီးချင်းချခဲ့ပါသည်သူ၏ဖခင်ဦးစိုးထိုင်မှာလူသက်မှုနှင့်အလောင်းကျော့ပျက်စီးမှုအတွက်ထောင်ဒဏ်ကြားခံရပါသည်မ
မိခိုင်သည်မင်းခန့်အောင်တရားမျှတမှုရရှိအောင်လူဆောင်ပေးခဲ့တော်လဲဖခင်နှင့်သားအကြားကကြေကွဲသရာ၏အမှန်တရားသည်သူမ၏ရင်ထဲတွင်ဆွဲထန်ကြံရက်ခဲ့ပါသည်မျှတမှုတိုင်းမှာတန်ဖိုးပေးဆက်ရသည်ကိုသူမနားလေခဲ့ပြီးဖြစ်ပါသည်တည်င်းဆက်မဲနာများရိုင်းနှိပ်သောတန်မိခိုင်၏ယုံကန်တွင်မိုးဤအေးတန်သူမစပွဲပေါ်မှမျှတမှု၏တန်ဖိုးစာအုပ်ကိုဖွင့်လိုက်သောတန်တဖြည်းဖြည်းတိတ်ဆိတ်သွားသည်